ဇလန်ကလင်းရွက်ဖုံးဆိုတဲ့လူငယ်လေးတယောက်စတိုခန်းဟောင်းထဲမှာပစ္စည်းတွေရှင်လင်းနေရင်ကနေစတင်ပါတယ်အဲ့ဒီချိန်မှာတစ်သားတစ်သားတစ်လုံးသူ့ခေါင်းပေါ်ပြုတ်ကျလာပြီးအဲ့ဒီထဲကနေသူ့ဘောခြံထားခဲ့တဲ့မှတ်စုစာအုပ်ဟောင်းတအုပ်ကိုရှာဖွေတွေ့ရှိသွားခဲ့ပါတယ်မှတ်စုစာအုပ်ထဲမှာတော့ယွင်ချဲကူလို့ခေါ်တဲ့ဥကပြန်တမဏီတွေတန်ဖိုးကြီးယတနာတွေရှိတဲ့တောင်ကြားတစ်ခုအကြောင်းရေးသားထားပြီးအဲ့ဒီနေရာဟာတဲမုံတွိုင်းတွေနဲ့အထက်အန်တရဲ့အရာများကြောင်းအဘောဖြစ်သူဟာအကိုဖြစ်သူနဲ့အတူအဲ့ဒီနေရာမှာတနစ်ကြော်ကြအသက်ဆွန်ပြီးအတူတူအလုပ်လုပ်ခဲ့ပေမဲ့နောက်ဆုံးမှာအကိုဖြစ်သူကအကျိုးအမြတ်မခွဲပြီးပဲတစ္ဆာဖောက်သွားကြောင်းရေးသားထားပါတယ်ဒါကိုဖတ်ပြီးနောက်လင်းရွယ်ဖုန်းကလည်းသူ့ရဲ့ဦးလေးအရင်ရှိသူလင်းကော်တုံးနဲ့အကျိုးအလုပ်လုပ်နေတာဖြစ်လို့ဒီယတနာတောင်ကြားအကြောင်းကိုဦးလေးဖြစ်သူကိုပြောပြပြီးအကျိုးအမြတ်ခွဲယူဖို့တွေ့တော့ခေကဦးလေးဖြစ်သူကိုစမ်းသက်ကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်နောက်တနေ့မှာတော့ဦးလေးဖြစ်သူလင်းကော်တုံးရဲ့ပွဲတစ်ခုကိုတွားရောက်ခဲ့ပြီးလူပုံအလဲမှာပဲသူတို့အတူတူစ조사ခဲ့တဲ့တနစ်တာအတွက်အကျိုးအမြတ်ခွဲဝေပေးဖို့ရင်းကြည်တောင်းဆိုခဲ့ပါတယ်ဒါပေမဲ့လင်းကော်တုံးကတော့စက်ပစည်းတွေနဲ့အဆက်အသွယ်တွေကိုသူပဲရှာထားတာဖြစ်လို့ရွယ်ဖုံးအနေနဲ့ဘာအကျိုးအမြတ်မှခံစား권မရှိဘူးလို့ရရက်ဆက်ပြောဆိုခဲ့ပြီးလူဝါခအဖြစ်ပိုက်ဆံ1000ကိုသာလွှင့်ပစ်ပေးခဲ့ပါနဲ့ရွမ်ဖုံးကမကြည်မနဲ့ဖြစ်ပြီးပြန်လဲချေပဲ့တဲ့ခါမှာတော့လင်းကော်တုံးကသူ့ကိုအလုတ်ကနေထုတ်ပစ်လိုက်ရုံသာမကရွမ်ဖုံးကိုကူညီတဲ့ဘသူမဆိုသူ့ရဲ့ရန်သူပဲလို့လူအများရှိမှကြေညာပြီးနှင်ထုတ်လိုက်ပါတယ်စိတ်ပြက်လက်ပြက်နဲ့အိမ်ပြန်ရောက်လာတဲ့ရွမ်ဖုံးကမိဘတွေကိုအကြောင်းစုံပြောပြလိုက်တဲ့ခါမှာတော့မတရားမှုကိုမခံမရက်နိုင်ဖြစ်သွားတဲ့ဖခင်ဖြစ်သူဟာဒေါသတကြီးနဲ့ဦးလေးဖြစ်သူစီတွားပြီးပြဿနာရှာဖို့လုပ်နေစင်မှာပဲရုတ်တရက်နှလုံးရောဂါဖောက်ပြီးသွေးအန်ထလဲကျသွားခဲ့ပါတယ်စေယုံစင်ကြံမှာတော့ရွမ်ဖုံးတယောက်စေကူတာစရိတ်ဘေးကိုကိုင်လင်းလူယုံမာကိုယုံကြည်မိတဲ့သူ့ကိုယ်သူအပြစ်တင်ကယူကျုံမရငိုကြွေးနေခဲ့ရပြီးဖခင်ဖြစ်သူနှလုံးရောဂါဖောက်ရတာဟာသူ့ကြောင့်ဖြစ်ရတာဆိုပြီးပြင်းပြင်းထန်ထန်နောင်တရနေခဲ့ပါတယ်အဲ့ဒီနောက်မှာတော့သူဟာအဘိုးဖြစ်သူရဲ့မတ်စုစာအုပ်ကိုပြန်လဲထုတ်ယူကြည့်ရှုလိုက်ပြီးဦးလေးဖြစ်သူကဒီလောက်တောင်ရက်စက်နေမှာတော့ဒီစာအုပ်ကိုအထုံးဖြူပြီးသူကိုယ်တိုင်အသက်ဆုံးကရတနာတောင်ကြားကိုတွားဖို့ခိုင်းမာတဲ့ဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတယ်နောက်ဆုံးအခါမှာတော့ရွမ်ဖုံးဟာတဲကန်တရထေကအလုတ်စခန်းတစ်ခုစီရောက်လာခဲ့ပြီးမြဲလင်းခေါ်တုံးရဲ့ချင်းချောက်ထားမှုကြောင့်အလုတ်သမားတွေကသူ့ကိုဝိုင်းဝိုင်းမောင်းထုတ်ခဲ့ကြပါတယ်ဒါပေမဲ့သူကတော့ဂီယူမဆိုင်ပဲရှေ့ကိုဆက်လျှောက်လာခဲ့ပြီးကားပြင်းနေတဲ့သူ့ကိုအကိုဖုံးကိုခေါ်တဲ့လူငယ်လေးတယောက်စီကိုရောက်သွားကသူတို့နှစ်ယောက်ပေါင်းဒီခရီးချမ်းကြီးတစ်ခုစတင်ဖို့ပြင်ဆင်နေပုံနဲ့ဇလန်းကိုအဆုံးသတ်ထားပါတယ်ဒီအပိုင်းမှာတော့လင်းရွာဖုံကသူ့ရဲ့သူငယ်ချင်းကားပြင်းသမားလေးအမင်းကိုရတနာရှားထွက်ဖို့စီယုံရာကနေစတင်ပါတယ်အမင်းကသူတို့စီမှာရှိတဲ့ဂျက်ကားဟောင်းကြီးကကီလိုမီတာ30လောက်မောင်းရင်ကိုတဆေးစီးပြုတ်ထွက်သွားနိုင်တဲ့အပြင်တဲကန်တာယာထဲဝင်ဖို့တရားဝင်ခွင့်ပြုချက်လက်မှတ်လည်းမရှိဘူးဆိုပြီးစိုးရင်တကြီးငင်းဆန်ပါတယ်ဒါပေမဲ့ရွာဖုံးကသူကြိုတင်လုပ်ထားတဲ့အနီရောင်ခွင့်ပြုချက်လက်မှတ်ကိုထုတ်ပြလိုက်ပြီးဒီတစ်ခါတော့အသက်ဆွန့်ပြီးကန်ဆန်းကြည့်ရအောင်နိုင်ရင်အရာအလုံးပိုင်ဆိုင်မဲ့ရှုံးသွားရင်လည်းဘာမှထပ်ရှုံးစီကမရှိတော့ဘူးလို့ပြောလိုက်တဲ့အခါအမင်းလည်းသဘောတူလိုက်ပါတယ်သူတို့နှစ်ယောက်ကားဆထွက်ဖို့ပြင်နေချိန်မှာဘေးကလူတွေကဒီလိုကားစုပ်ကြီးနဲ့တဲကန်တရထဲသွားတာကိုတေတွင်ကိုတူးတာပဲဆိုပြီးဝိုင်းပြောနေကြပါတယ်အဲ့ဒီချိန်မှာဦးလေးဖြစ်သူလင်းကော်တုံးရောက်လာပြီးဒီတဲကန်တရထဲကသမင်းကိုဘသူမှလွဲနဲ့စားလို့မရဘူးဆိုပြီးလောင်ပြောင်ပါတယ်ကျွမ်းဖုံးကလည်းမင်းသားအခုငှားရှိမှဒူးထောက်ပြီးခေါင်းချတောင်းပိုင်ရင်နောက်ကျငါစားကျွင်းစားကြံလေးကျွေးကျင်ကျွေးမယ်လို့ပြန်လဲခွန်းတုံပြန်ကကားကိုမောင်းထွက်လာခဲ့ပါတယ်လင်းကော်တုံးကတော့သူတို့ကားလေးအထဲရောက်ရင်ပျက်စီးပြီးတေးမတေးချတယ်လို့ယုံကြည်နေခဲ့ပါတယ်ညဘက်တဲကန်တရာထဲရောက်တဲ့အခါမှာတော့ပြင်းထန်တဲ့တဲမုန်ကိုင်းကြီးနဲ့ရင်းဆိုင်လိုက်ရပါတယ်ကားကရင်းထိုးနေပြီးအမင်းကကြောက်လန့်တကြားနဲ့ကားပြတ်တော့မယ်နောက်ပြန်လှည့်ဖို့တောင်းဆိုပေးမယ်ရွှမ်ဖုံးကမှတ်စုစာအုပ်ကိုကြည့်ပြီးသူတို့လမ်းမနေတာကိုတီးသွားပါတယ်ဒါကြောင့်အဘိုးပြောတဲ့လမ်းကအနောက်ဘက်မှာဆိုပြီးကားကိုဘဲဘက်3နာရီဦးတီယာကိုအများဆုံးမောင်းဖို့အော်ပြောလိုက်ပါတယ်အဲ့ဒီနေရာကဝင်သွားတာနဲ့တေချာပေါက်တင်နိုင်တဲ့တဲဘွက်မျိုးကွင်းပင် quick sun ဖြစ်နေလို့အမင်းကမတွားရဲပေမဲ့ရွှမ်ဖုံးရဲ့အတင်းခိုင်းစီမှုကြောင့်မျက်စိစုံမိပြီးအရှင်ကုန်းတင်မောင်းချလိုက်ပါတယ်ကန်ကောင်းထောင်မစွာနဲ့ပဲသူတို့ကားလီဟာအေယာမတဲချုံခွက်ကြီးကိုလဲဘော်ကနေဖြန့်တက်ကြော်ပြန်နိုင်ခဲ့ပြီးအသက်ပေကနေတီတီလီလွတ်မြောက်သွားခဲ့ပါတယ်နောက်တနေ့မိုးလင်းချိန်မှာတော့မတ်ဆူစာအုပ်ထဲကအနီရောင်ဝိုင်းထားတဲ့တိမ်တောင်ကြားနေရာကိုရောက်လာခဲ့ပါတယ်အဲ့ဒီနေရာမှာငှက်တကောင်တောင်မရှိပဲတဲပြင်ချင်းကလွယ်ပြီးဘာမှမရှိတဲ့အတွက်အမင်းကတန်တရားဝင်နေပေမဲ့စက်ပစ္စည်းတွေနဲ့စတင်ရှာဖွေကြပါတယ်စက်ကအတန်မီလုံးတူးကြည့်လိုက်တဲ့အခါတိုင်းတာမန်ကြောက်ခဲအနီရောင်တွေကိုပဲတွေ့နေရပါတယ်နေရာပြောင်းပြီး3ချိန်တိုင်းတူးကြည့်ပေမဲ့လည်းတန်ဖိုးရှိတဲ့ဥက္ကပြန်တမနီဆိုလို့အရေးအယောင်တောင်မတွေ့ရပါဘူးပင်ပန်းနန်းနဲ့နေတဲ့အမင်းကဘာမှမရှိဘူးလို့ညှိသွားတဲ့အခါရွှမ်နောက်တနေ့မိုးလင်းချိန်မှာတော့မတ်ဆူစာအုပ်ထဲကအနီရောင်ဝိုင်းထားတဲ့တိမ်တောင်ကြားနေရာကိုရောက်လာခဲ့ပါတယ်အဲ့ဒီနေရာမှာငှက်တကောင်တောင်မရှိပဲတဲပြင်ချင်းကလွယ်ပြီးဘာမှမရှိတဲ့အတွက်အမင်းကတန်တရားဝင်နေပေမဲ့စက်ပစ္စည်းတွေနဲ့စတင်ရှာဖွေကြပါတယ်စက်ကအတန်မီလုံးတူးကြည့်လိုက်တဲ့အခါတိုင်းတာမန်ကြောက်ခဲအနီရောင်တွေကိုပဲတွေ့နေရပါတယ်
နေရာပြောင်းပြီး3ချိန်တိုင်းတူးကြည့်ပေမဲ့လည်းတန်ဖိုးရှိတဲ့ဩကပြန်တမနီဆိုလို့အရေးရောင်တောင်မတွေ့ရပါဘူးပင်ပန်းနွမ်းနယ်နေတဲ့အမင်ကဘာမှမရှိဘူးလို့ညီးသွားတဲ့အခါရွံဖုံးတယောက်မဆူစာအုပ်ကိုကန်ရင်အဖိုးကျွန်တော်ကိုလိန်ခဲလာလားဆိုပြီးနှိုးလင်းချက်မဲ့စွာရည်ရွယ်လိုက်ပါတယ်ဇလန်အဆုံးမှာတော့သူတို့တယောက်တဲကန်တရာတွေကကြောက်ဆောင်တစ်ခုပေါ်မှာစိတ်ပြက်လက်ပြက်ထိုင်နေကြပြီးသူတို့ကားရဲ့စီတိုင်းကြီးမှာလည်းစီလုံးဝကုန်ခါနေဖြစ်နေရကူရင်တမမနဲ့မြင်တွေ့လိုက်ရပါတယ်ဘာမှမရှားတွေ့တဲ့အပြင်အိမ်ပြန်ဖို့စီပါမရှိတော့တဲ့အချိန်တွေမှာသူတို့ဘယ်လိုဆက်လုပ်ကြမလဲဆိုတာကိုစိတ်ဝင်စားပွဲအဆုံးသတ်ထားပါတယ်ဇလန်အစမှာကားစီတိုင်းကြီးက EMT ကိုပြနေပြီထင်လို့ကားပြင်သမားလေးအမင်တယောက်ပြရခက်ပြီးကြောက်လန့်တကြအော်ဟစ်နေပါတယ်အခုဖုံးစီကတကယ်ကုန်တော့မယ်ပြန်လဲဖို့လည်းမဖြစ်နိုင်တော့ဘူးကျွန်တော်တို့နှစ်ယောက်လုံးဒီတဲကန်တရာထဲမှာပဲတေးရတော့မလားအရှုံးဖေးလိုက်ကြရအောင်ဗျာဒီနေရာမှာဘာဆိုဘာမှကိုမရှိတာဆိုပြီးစိတ်ဖက်လက်ကျငိုးယူနေပါတယ်ဒါပေမဲ့လင်းရွာဖုံကတော့လုံးဝဆွဲမလျှော့ပါဘူးမြေကြီးပေါ်မှာထိုင်ရင်အဘိုးဖြစ်သူရဲ့မဆူစာအုပ်ကိုအချင်းချင်းပြန်လဲစစ်ဆေးနေပါတယ်အဲ့ဒီအချိန်မှာပဲသူ့ခေါင်းထဲကိုအလင်းရောင်တစ်ခုဝင်လာခဲ့ပါတယ်ငါသိပြီအားလုံးသဘောပေါက်သွားပြီအဘိုးရေးထားတာမားတာမဟုတ်ဘူးငါတို့ရှာတဲ့နီလန်းမားနေတာဆိုပြီးရုတ်တရက်ထအော်ပါတယ်သူတို့တွေကမြေပြင်ပေါ်မှာပဲလက်ရှာနေမိတာဖြစ်ပြီးတကယ်အိုကားပြန်တမနီတွေကမြေအောက်မှာမြုပ်နှံနေတာကိုသဘောပေါက်သွားပါတယ်ဒါနဲ့ရွာဖုံကကားပေါ်မှာပါလာတဲ့မြေတူးဆက်တကြီးကြီးကိုဆွဲချလာပါတယ်အမင်းကအကူရတွေးခဲ့ရင်တော့ကျွန်တော်တို့အိမ်ပြန်ဖို့စီမမရှိတော့လားလို့ညီးသွားတဲ့အခါရွာဖုံကငါ့ကိုဒီတစ်ချိန်နောက်ဆုံးအနေနဲ့ယုံကြည်ပေးပါနိုင်ရင်အရာအလုံးကိုငါတို့ပိုင်ဆိုင်မယ်ရှုံးရင်လည်းဒီတဲကန်တာထဲမှာအတူတူတေးကြတာပေါ့ဆိုပြီးစစ်ကိုစတင်မောင်းနေလိုက်ပါတယ်စက်နဲ့မြေကြီးထဲကိုအတော်နဲ့တူဖော်ပြီးချိန်မှာတော့စက်ကရုတ်တရက်တခုခုနဲ့ညီးပြီးရပ်သွားပါတယ်အမင်းကကြောက်ခဲနဲ့ညီးတာလို့ထင်ပေမဲ့ရွာဖုံကတော့ဒါကြောက်ခဲမဟုတ်ဘူးဖြစ်မှတ်ကိုထိသွားပြီဆိုပြီးဝမ်းတာအားရနဲ့စက်ကိုပြန်ဆွဲတင်လိုက်ပါတယ်အဲ့ဒီချိန်မှာတော့ဆက်ရက်လွန်းသွားကြတဲ့ကနေအယောင်တလက်လက်တောက်ပါနေပြီးအလွန်လှပတဲ့ဥက္ကပြန်တမနီသုံးလေးတွေအများကြီးထွက်ကြလာပါတော့တယ်သူတို့နေတော့ဟာရတနာတွေကိုလက်နဲ့ကင်ကြည့်ရင်ဝမ်းတာလုံးလို့အော်ဟစ်ကဖက်ငိုကြပါတော့တယ်သူတို့ရဲ့အသက်ဆုံးခဲ့ရမှုတွေကတကယ်ကိုတန်သွားခဲ့ပါပြီဒါပေမဲ့အမင်ကဒီလောက်တန်ဖိုးကြီးတဲ့ရတနာတွေကိုမြို့ပြန်ရောက်လဲဦးလေးဖြစ်သူလင်းကော်တုံးကအလွတ်ပေးမှမဟုတ်ဘူးလို့စိုးရိမ်နေပါတယ်ဒါ့အပြင်ရွမ်ဖုံးကငါတို့ရွာကိုမပြန်ဘူးပြည်နယ်မြို့တော်ကိုတိုက်ရိုက်သွားမယ်လို့ဆုံးဖြတ်လိုက်ပါတယ်သူတို့ရဲ့ပြက်လူဆဲဆဲကားလေးကိုကြံနေတဲ့လောင်စာစီအကုန်သုံးပြီးမြို့တော်ကကြောင်းမြက်ရတနာအယောင်ဝယ်ဈေးကွက်စီကိုအရောက်မောင်းသွားကြပါတယ်ဈေးကွက်ထက်ရောက်ကကြောင်းမြက်ပွဲစားတထေးကြီးတယောက်စီမှာရွမ်ဖုံးကသူ့ရဲ့ရှားပါဥကားပြန်တမနီတွေကိုထုတ်ပြပြီးရောင်းဖို့ကြိုးစားပါတယ်တထေးကပစ္စည်းကောင်းမှန်းသိပြီးမြဲဈေးနှိမ်ချင်းကကြောင့်တကယ်ကိုရွမ်9လာပဲပေးမယ်လို့ကလန်းပါတယ်ရွမ်ဖုံးကမယောင်းပဲငင်းဆန်နေချိန်မှာပဲဘေးနားကကြီးအဘိုးကိုတယောက်ပြည်နယ်ဘူမိဗေဒသုတေသနဌာနကပါမောက္ခဟန်ရောက်လာပြီးမှန်ပြီလို့နဲ့တေချာစစ်ဆေးကြည့်ပါတော့တယ်ပါမောက္ခကြီးကဒါဟာရွင်ထွဲကိုတင်တောင်ကြားကထွက်တဲ့ကျေဥကပြန်တွေပဲအညီအကျေလုံးဝမပါပဲအရေးအသွေးအမြင့်ဆုံးပဲသူတေသနာတန်ဖို့အရင်မြင်တယ်လို့ပြောပြီးတကလန်းကို810ရွမ်နဲ့သူအကုန်ယူမယ်လို့ဈေးဖြတ်ပေးလိုက်ပါတယ်အဲ့ဒီတော့မှနောင်တရသွားတဲ့ပွဲစားတတိကပြားပြားတလဲနဲ့850 950အထိအပြိုင်ဈေးတွေလိုက်ခေါ်ပါတယ်ဒါပေမဲ့ပါမောက္ခကြီးကပြက်သားသားပဲထောင်းလို့နောက်ဆုံးဈေးခေါ်လိုက်ပါတယ်ရွမ်ဖုံးကလည်းလောဘကြီးပြီးဈေးနှိမ်တဲ့တတိကိုဂယုမဆိုင်တော့ပဲပါမောက္ခကြီးကိုပဲရောင်းချကိုအဆုံးဖြတ်လိုက်ပါတယ်ဇလန်ရဲ့အဆုံးသတ်မှာတော့ရွမ်ဖုံးရဲ့အမင်တို့ဟာပါမောက္ခကြီးရဲ့ရုံခန်းကိုရောက်သွားပြီးကြောက်တွေကိုချိန်တွက်စစ်ဆေးကြပါတယ်စုစုပေါင်းတန်ဖိုးဟာရွမ်9,300,8,000အထိရရှိခဲ့ပါတယ်ရွမ်ဖုံးရဲ့ဖုန်းထဲကိုငွေတွေဝင်ရောက်လာတဲ့ message လေးဝင်လာချိန်မှာတော့အရာအလုံးကိုအရှုံးခံပြီးစူးစမ်းခဲ့တဲ့လူငယ်နှစ်ယောက်ရဲ့ဘဝဟာတမို့ဟုချင်းပြောင်းလဲသွားခဲ့ပြီးအလွန်ကျေနပ်စရာကောင်းတဲ့အောင်မြင်မှုကြီးနဲ့အတူဇာတ်လမ်းကိုအဆုံးသတ်ထားပါတယ်နောက်ပိုင်းကို T4 တဲ့အကောင့်လေးကို follow လုပ်ပြီး comments မှာ asset လို့ရေးပြီးသွားကြနော်ဇလန်းစာပိုင်းမှာဖုံးကောစီကိုဖုံးတကောဝေလာသည်သူတို့ရဲ့ပြိုင်ဘက်ဖြစ်သူလင်းကော်တုံးကသူတို့ကိုအလွတ်ဆက်လုပ်လို့မရအောင်ဒီမျိုးလေးကနေလွတ်ကင်းအောင်ထွက်သွားလို့မရအောင်လူမိုက်တွေလွတ်ပြီးလမ်းကြောင်းတွေပိတ်ဆို့ထားကြောင်းသတင်းဆိုးကိုကြားလိုက်ရပါတယ်အဖော်ဖြစ်သူရီမင်းကအရန်ကိုစိုးရိမ်ထိတ်လန့်သွားပြီးဘာဆက်လို့ရမလဲတိုင်ပင်ပေမဲ့ဖုံးကောကတော့လုံးဝနောက်ဆုတ်မသွားပဲဒီမျိုးလေးကိုပဲသူတို့ရဲ့အစမတ်အသက်အဖြစ်တတ်မှတ်ပြီးအရှုံးမသေးကိုခိုင်ခိုင်မာမာဆုံးဖြတ်လိုက်ပါတယ်အဲ့ဒီနောက်ဖုံးကောဟာ Professor Hansi ကိုတိုက်ရိုက်သွားရောက်ပြီးသူတို့ရှာတွေ့သမျှအကောင်းဆုံးဥက္ကပြန်ကြောက်တွေကို Professor ရဲ့သူတည်တနာဌာနကိုသာတီးတန့်ပြီးပို့မယ်ရေရှည်ပူးပေါင်းဆောင်ရွက်မှုတစ်ခုကိုရဲရဲဝံ့ဝံ့ကမ်းလှမ်းလိုက်ပါတယ်Professor ကသူ့ရဲ့စွမ်းဆောင်ရည်ကိုတန်တရားရှိနေချိန်မှာပဲဒေတာကလူမိုက်ဂိုင်းစတာတယောက်ကလူရိတ်ခေါ်လာပြီးသူတို့ရဲ့အလုပ်ကိုလူယူဖို့ပိုးချချင်းချောက်လာပါတယ်ဒါမဲ့ဖုံးကောကလုံးဝကြောက်ရွံ့မသွားပဲတီးတီးငင်းငင်းပဲတုံ့ပြန်ခဲ့ပြီး Professor Han ကိုတိုင်းကလည်းဖုံးကောရဲ့တတ်တီကိုသဘောကျသွားတာကြောင့်လူမိုက်တွေကိုဝင်ရှင်းပေးကဖုံးကောရဲ့တီးတန့်ပူးပေါင်းမဲ့ကမ်းလှမ်းချက်ကိုလက်ခံရယူတာမကစပေါ်ငွေရွမ်9တန်းကိုပါချက်ချင်းလွှဲပြောင်းပေးလိုက်ပါတယ်ဖုံးထဲကိုငွေ9တန်းဝင်လာတာကိုမြင်လိုက်ရတဲ့ရီမင်းကတနက်တကောဒီလောက်များတဲ့ငွေပမာဏကိုမမြင်ဘူးတာကြောင့်အရန်ကိုအံ့ဩဝမ်းသာဖြစ်သွားခဲ့ပါတယ်ဖုံးကောကသူတို့ညီကိုနှစ်ယောက်အတွက်ရွမ်ငိုင်တင်းစီခွဲဝေယူပြီးကျန်တဲ့ငွေတွေအကုန်လုံးကိုအလုပ်အတွက်လိုအပ်တဲ့စက်ပစ္စည်းတွေအစစ်မင်တင်ရမှသုံးဖို့ဆုံးဖြတ်လိုက်တဲ့အခါရီမင်းကသူ့အနေနဲ့9,000ရရင်ပဲကျေနပ်ပြီးဖြစ်ချောင်းနဲ့ဒီလောက်အများကြီးမလိုချောင်းညှင်းဆန်ခဲ့ပါတယ်ဒါပေမဲ့ဖုံးကောကသူတို့ဟာညီကိုတွေအလုပ်တဘောအရာအကျိုးတူပူဖောင်းသူဤဖြစ်လို့
ဒီငွေဟာရီမင်းရထိုက်တဲ့အရာဖြစ်ကြောင်းနားလည်အောင်ပြောပြလိုက်တဲ့အခါရီမင်းတောင်မျက်ရည်လဲလာတဲ့အထိဝမ်းသာကြည်နူးသွားထရပါတယ်အဲဒီနောက်မှာတော့သူတို့ရဲ့စုပ်ပြတ်နှုတ်ရဲ့ဂျီကာဟောင်းကြီးကို workshop စီယူသွားပြီးအကြီးမားဆုံးမြင်းကောင်ရည်ရှိတဲ့အင်ဂျင်အသစ်လဲလာတာအဆင့်မြင့်တဲကန်နရာတုံးစိုင်းထင်းစနစ်အနက်ရှိုင်းဆုံးတူဖော်နိုင်တဲ့ကိရိယာတွေမြေအောက်စူးစမ်းလေ့လာရေးရေဒါတွေနဲ့ဂျိုတုလမ်းကြောင်းပြစနစ်တွေအထိငွေအကုန်ခံပြီးအကောင်းဆုံးဖျောက်တက်ဆင်ခိုင်းလိုက်ပါတယ်နောက်ဆုံးမှာတော့အရင်ကားဟောင်းကြီးဆိုတဲ့အရေးအယောင်တောင်မကျန်တော့ပဲအတွင်းပိုင်းမှာကွန်ပျူတာစကရင်တွေအများကြီးပါဝင်တဲ့အလွန်မိုက်ပြီးဘယ်လိုကြမ်းတမ်းတဲ့ခရီးကိုမဆိုဖြတ်သန်းနိုင်ပဲခင်မီအစင်းမြင့်ဒေါ်စီ off road တမနီတားရဲကြီးတစ်စီးဖြစ်အမှန်ပြောင်းလဲသွားတာကိုမြင်တွေ့လိုက်ရပါတော့တယ်အစင်းမြင့်ဒေါ်စီကောင်းကြီးဖြစ်တဲ့တမနီတားရဲကြီးနဲ့တဲကန်ဒါရာထေကိုခရီးထွက်လာတဲ့ဖုံကောနဲ့ရီမင်းတို့ဟာဖုံကောရဲ့အဖိုးဖြစ်သူခြံရစ်ခဲ့တဲ့မတ်ဆူစာအုပ်ထဲကမြေပုံပေါ်မှာအနီရောင်ဝိုင်းပြထားတဲ့နေရာတစ်ခုကိုရည်ရွယ်ခဲ့ရှိတွားရောက်ခဲ့ပါတယ်အဲ့ဒီနေရာကိုရောက်တဲ့အခါသူတို့ရဲ့အစင်းမြင့်တူဖော်ရေးဆက်တွေနဲ့တူဖော်လိုက်ရမှာတန်ဖိုးကြီးငွေရောင်အုတ်ကပြန်ကြောက်တီကိုဒေတာတွေအပြည့်တူဖော်နိုင်ခဲ့ပါတယ်။ရီမင်းတယောက်ကားပေါ်တောင်ဆက်မှမဟုတ်တော့ဘူးလို့ပြောပြီးဝမ်းသာလုံးဆိုနေချိန်မှာဖုံခေါကနောက်ဆုံးတနေရာကိုထပ်တူးပြီးပြန်ကြမယ်လို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့ရုတ်တရက်တူးဆက်ကြီးမြေကြီးထဲမှာညက်သွားခဲ့ပါတယ်။ရီမင်းကဆက်ပြတ်သွားပြီလို့ထင်လိုက်ပြီးမြဲဖုံခေါကတော့ reader screen ကိုကြည့်ပြီးဒါဟာဆက်ပြတ်တာမဟုတ်ပဲအောက်မှာအလွန်အဖိုးတန်တဲ့အရာတစ်ခုကိုတူးမိသွားတာဖြစ်ကြောင်းရေးမိသွားပါတယ်။ဒါကြောင့်အရန်တူးဆက်ကိုပါထပ်မံချိတ်ဆက်ပြီးဆက်နှလုံးပေါင်းရဲ့အစွမ်းကုန်အင်အားနဲ့တူးဖော်လိုက်တဲ့အခါမှာတော့အဖိုးရဲ့မတ်ဆူထဲမှာဒါပါဝင်ပြီးဒနာရီလာလို့ထင်မှတ်ရတဲ့အလွန်လှပစွာတောက်ပါနေတဲ့အာဂါထကြောင်းမြက်လုံးစတာကိုကြီးတစ်ခုမြေကြီးထဲကနေထွက်ပေါ်လာတာကိုတအံ့တော်ရှာဖွေတွေ့ရှိသွားပါတော့တယ်။ရွှေတောင်ကြီးတထောင်စားလောက်တန်ဖိုးရှိရဲ့ဒီအရာကြီးကို Professor Hansi အမြန်ဆုံးအရောက်ပို့ဖို့ဖုံကောကဆုံးဖြတ်လိုက်ပြီးအပြန်လန်းကိုအပြေးနေလာချိန်မှာတော့အရင်တစ်ခေါက်ကပြဿနာရှာခဲ့တဲ့ဒေတာကန်လူမိုက်ကွိုင်းစတာလီကောနဲ့သူ့လူတွေကကားတွေနဲ့လမ်းပိတ်ဆို့ထားတာကိုကြုံတွေ့လိုက်ရပါတယ်။လီကောကပစ္စည်းတွေထားခဲ့ပြီးလူတွေထက်သွားဖို့အကြက်ကိုင်းလာပါတယ်။ရီမင်းကလူရင်အားမမျှလို့ကြောက်လန့်နေပေမဲ့ဖုံကောကလုံးဝအလျှော့မပေးပဲကားပေါ်ကတူးတလေကိုစင်ယူကအာဂါသကြောင်မျက်လုံးကြီးကိုလမ်းပေါ်ချပြီးသူ့ပစ္စည်းကိုလာလူပေါ်ကြိုးစားရင်ဒီအဖိုးတန်ပစ္စည်းကြီးကိုတစ်ချက်တည်းနဲ့ရိုက်ခွဲဖျက်ဆီးပြမယ်လို့ရဲရဲဝံ့ဝံ့ချင်းချောက်လိုက်ပါတယ်။လေကောကမယွန်ဘဲစိန်ခေါ်နေချိန်မှာပဲ Professor Han နဲ့သူ့လူတွေရောက်ရှိလာပြီး Professor ကသူ့ရဲ့ပစ္စည်းကိုလာထိရတဲ့လေကောတို့ကို3မိနစ်အတွင်းမျက်စိရှိကနေပျောက်သွားအောင်ထွက်သွားဖို့ပြက်ပြက်သားသားမောင်းထုတ်လိုက်တဲ့အတွက် Gangster တွေလည်းကြောက်လန့်တကြားထွက်ပြေးသွားကြရပါတယ်။နောက်ဆုံးမှာတော့ Professor Han ကဖုန်းခေါ်ရတတ်တည်လဲစွမ်းဆောင်ရည်ကိုတပိုးကျသွားပြီးပစ္စည်းတွေကိုလုံလုံခြုံခြုံလွှဲပြောင်းယူသွားခဲ့ပါတယ်။ကားပေါ်ပြန်ရောက်တဲ့ကအီမင်ကသူတို့တကယ်အောင်မြင်သွားပြီဆိုပြီးမျက်ရည်ဝဲကဝမ်းတာနေချိန်မှာဖုန်းခေါ်ကတော့ရှေ့ကိုမျောကြည့်ရဲ့ဒါဟာသူတို့ရဲ့ပထမဆုံးခြေလှမ်းပဲရှိ Professor Han ရဲ့ပူပေါင်းပြီးတော့ဖုန်းကောလင်းရွံဖုန်းဟာအလုပ်တွေအဆင်ပြေချောင်းမွေနေခဲ့ပါလေ။သူတို့တန်တာအီလာအာကာသကြောင့်မဲ့လုံးကြီးကိုတူးဖော်နိုင်ခဲ့ပြီးရွမ်ရှီတန်းကျော်အထိအမြတ်အစွန်းရသွားတယ်ဆိုတဲ့သတင်းကိုဒေတာခံလူမိုက်လေကောကကစိန်ကြားသိလိုက်ရတဲ့အခါဖုန်းကောရဲ့အတိကပြန်ပဲဖူးသူဂိုင်းစတာကြီးလင်းကော်တုံးဟာဒေါသတကြီးနဲ့လက်ဖက်ရည်ပန်းကန်းကိုပါရိုက်ခွဲပြီးထဲပါတယ်ဖုံကောကိုမြို့ငယ်လေးကနေမောင်းထုတ်နိုင်ခဲ့ပေမဲ့အခုလိုမျိုးကြီးမှာ Professor Han လိုလူမျိုးနဲ့ပူအောင်ပြီးအောင်မြင်လေးတာကိုသူကလုံးဝကြည့်မရဖြစ်နေခဲ့တာပါဒါကြောင့်ဖုံကောကိုအသေးလဲပြန်နေဖို့ဆုံးဖြတ်လိုက်ပြီးလေကောကိုငွေရွမ်တင်းအရင်ပေးကအကြံစီတစ်ခုကိုခိုင်းစေခဲ့ပါတယ်လေကောက Professor Han ပါဝင်ပတ်သက်နေလို့တွန့်ဆုံနေပေမဲ့လင်းကော်တုံးကလူကိုသွားထိစရမလို့ပဲဖုံကောတူဖော်တဲ့နေရာဟာအရင်ကနျူကလ িয়ার စမ်းသပ်ကွင်းဟောင်းတီလို့သူရောင်းတဲ့အုတ်ကပြန်ကြောက်တဲ့မှာရေဒီယိုတက်တီကျွမ်းနေရဆိုတဲ့ကောလာလာကိုဈေးကွက်ထဲဖျန်ခိုင်းလိုက်ပြီးအလုပ်ပြီးရင်နောက်ထပ်ရွမ်နှစ်သိန်းထပ်ပေးမယ်လို့တွေးဆုံခဲ့ပါတယ်တစ်ဖက်မှာလည်းဖုံကောနဲ့ရီမင်းတို့ဟာအဆင့်မြင့်ကားတကြီးရဲ့အကူအညီနဲ့နောက်ထပ်တန်ဖိုးကြီးအုတ်ကပြန်ကြောက်တွေကိုအများအပြားထပ်မံတူဖော်နိုင်ခဲ့လို့ဒီတစ်ခေါက်လည်းရွမ်8တန်းလောက်ထပ်ရနိုင်ပြီဆိုပြီးဝန်တာအားရနဲ့မြို့ကိုပြန်လာခဲ့ပါတယ်ဒါပေမဲ့မြို့ကိုရောက်ချင်းမှာပဲ Professor Han ကစီးချိုနေချက်ပြီးဈေးကွက်ထဲမှာသူတို့ရဲ့အုတ်ကပြန်ကြောက်တွေကရေဒီယိုတက်တီကြွနေတယ်ဆိုတဲ့ကောလာလာတွေပြန်နှက်နေတဲ့အတွက်ကျိုးတင်မှယူထားတဲ့ဝယ်လက်တွေအားလုံးအော်ဒါတွေဖြတ်သိမ်းကုန်ပြီဖြစ်ကြောင်းတရင်ဆိုးကိုပြောပြခဲ့ပါတယ်အဲ့ဒီလိုအကြရိုက်နေချိန်မှာပဲလင်းကော်တုံးကလေကော်တို့အဖေနဲ့အတူရောက်လာပြီးစီးပွားရေးလုပ်ရမှာလေပြတန့်ဖို့လို့ကြောင့်လူတွေကိုအသက်အန္တရာယ်ဖြစ်စေမဲ့ရေဒီယိုတက်တီကြွပစ္စည်းတွေမယောင်းတင်ကြောင်းဟန်ဆောင်ပန်းဆောင်နဲ့လာရောက်ဆုံးမဟန်ပြလောင်ပြောင်သွားခဲ့ရဖုံးလင်းကော်တုံးရဲ့ရုပ်မာတဲ့ဆွဆွဲချက်ကိုဖုံးကောလင်းရွယ်ဟာလူများရှိမှလုံးဝနောက်တွယ်မသွားပဲရဲရဲဝံ့ဝံ့ရင်းဆိုင်ဖြည့်ရှင်းခဲ့ပါတယ်။လင်းကော်တုံးကဖုံးကောတူးလာတဲ့အုတ်ကပြန်ကြောက်ဒီမှာအသက်အန္တရာယ်ပိတ်နိုင်တဲ့ရေဒီယိုတက်တိကြွမှုတွေရှိနေတယ်လို့လူပုံကလေးမှာဆွဆွဲတဲ့အခါဖုံးကောကဒီကိစ္စကိုအပြတ်ရှင်းဖို့အတွက်တရားဝင်စံတရေးစင်တာကိုပို့ပြီးစစ်ဆေးဖို့အကြံပြုလိုက်ပါတယ်။ဒါအပြင်သူကအလွန်ကြီးမားတဲ့လောင်ချေတစ်ခုကိုပန်ထပ်လိုက်ပါသေးတယ်။စစ်ဆေးချက်ရသူ့ကြောက်တွေမှာတကယ်ပဲပြဿနာရှိနေခဲ့ရင်သူ့အမျက်တနိုးသက်စင်ထားတဲ့သူ့ရဲ့ကားတွေကိုချက်ချင်းမီးရှို့ပြီးဒီမျိုးကနေထာဝရထထွားပေးမယ်ဒါပေမဲ့တကယ်လို့အန်ဒီရဲ့ကင်းနေဆိုရင်တော့လင်းကော်တုံးအနေနဲ့သူ့ကိုမနာလို့လူကြံဆွဆွဲပါဖြစ်ကြောင်းလူပုံကလေးမှာဝန်ခံရမယ်လို့ပြက်ပြက်သားသားစိန်ခေါ်လိုက်ပါတယ်ဒီစိန်ခေါ်မှုကို Professor Han ကိုရိုင်ကြီးကြပ်ပေးခဲ့ပြီးလုပ်ငန်းတူတသေးရရှိမှာနမူနာတွေကိုလူသိရှင်ကြားယူဆောင်စေခဲ့သလိုအဓိကကြောက်တွေကိုလည်းသူသေသနာစင်တာမှာလုံခြုံစွာတင်ဆက်ပေးထားခဲ့ပါတယ်
ဒါပေမဲ့လင်းကော်တုံဟာစန်တရီစင်တာကတာဝန်ရှိသူကိုငွေအများအများပေးပြီးကြိုတင်လပ်ထိုးထားခဲ့တာကြောင့်ရလတ်ထိုလာတဲ့နေ့မှာတော့တာဝန်ရှိသူကကြောက်တွေမှာရေဒီယိုတက်တိကြွမှုအတိုင်းအတာလွန်ကဲနေတယ်ဆိုပြီးလူများရှေ့မှာမတရားတဲ့အခေကိုဖတ်ပြလိုက်ပါတယ်ဒီရလတ်ကိုချတာနဲ့လင်းကော်တုံနဲ့သူ့လူတွေကဝမ်တာအာယာအောင်ပဲခံပြီးဖုံးကောကိုဂတိအတိုင်းကားတွေကိုချက်ချင်းမီးရှို့ဖို့ရိုင်းဆိုင်ဖွိရပေးကြတော့တယ်ရီမင်းတယောက်သူတို့ဘွားတွေတော့ပြတ်ပါပြီဆိုပြီးဘာလို့ရမှမသိပဲရက်ရည်ဝဲကစိတ်တက်ကြသွားချိန်မှာတော့ဖုံးကောကလုံးဝတုံလို့မသွားပဲလူအုပ်ထဲကိုနောက်ထပ်စစ်ဆေးချက်အစီရင်ခံစာတစ်ဆောင်ကိုရုတ်တရက်ထုတ်ပြလိုက်ပါတော့တယ် တကယ်တော့နမူနာယူတဲ့နေ့ကလည်းကပြိုင်ဘက်တွေရဲ့မကောင်းတဲ့စိတ်ထားနဲ့လုပ်ကြံမှုတွေကိုကြိုတင်ခံမှန်းမိတဲ့ဖုံးကောဟာ Professor Han နဲ့တတိတွေရှိမှနမူနာနှစ်ထုတ်တီခွဲယူခဲ့ပြီးနောက်တစ်ထုတ်ကိုတော့အခုစင်တာထက်အဆင့်ပိုမြင်ပိုခစ်မိပြီးပိုပြီးယုံကြည်ရတဲ့အထက်စမ်းသပ်ရေးဌာနကြီးတစ်ခုစီကိုအချိန်မီလှုပ်ဝက်ပို့ဆောင်စစ်ဆေးခိုင်းခဲ့တာဖြစ်ပါတယ်။အခုတော့အဲ့ဒီအထက်ဌာနကနေတရားဝင်တစိတ်တုံးနဲ့ထွက်လာတဲ့အပြေးမှန်အစီရင်ခံစာကိုစမ်းသပ်ရေးစင်တာကလာစားထားတဲ့တာဝန်ရှိသူစီတိုက်ရိုက်ကမ်းပေးလိုက်ပြီးသူ့အထက်လူကြီးတွေစီကထွက်လာတဲ့ရလဒ်ကိုဖတ်ကြည့်ဖို့ပြောလိုက်ရမှာကောလင်းကော်တုံးတို့ရဲ့ရုံမာတဲ့အကျန်းစီတွေအကုန်လုံးရေစုံမျောပြီးဘလို့တွေတောင်အဆက်ကွဲသွားမလဲဆိုတာကိုအလွန်စိတ်လှုပ်ရှားဝဲဆက်လက်ကြည့်ရှုရမှာဖြစ်ပါတယ်။နောက်ပိုင်းကိုတီးဖို့တဲ့ ဖုံးကောလင်းရွယ်ဖုံးရွှေဝဲပို့ဆောင်ထားတဲ့အစစ်မြင့်စမ်းတရေးဌာနကတရားဝင်အစီရင်ခံစာကိုလူပုံအလဲမှာဖက်ပြောက်လိုက်တဲ့အခါမှာတော့အားလုံးအံ့ဩသွားခဲ့ရပါတယ်။အဲ့ဒီအစီရင်ခံစာမှာဖုံးခေါ်ရဲ့ဥကပြန်ကြောက်တဲ့ဟာရေဒီယိုတက်တီကြွမှုလုံးဝမရှိတဲ့အပြင်အလွန်တန်ဖိုးရှိတဲ့ရှားဖားသက်သူတွေပါဝင်နေပြီးသူတဒနာအသွက်ပြောတင်းစီမို့အတွက်ပါအဖိုးမဖြတ်နိုင်ဘူးလို့ဖော်ပြထားပါတယ်ဒီရလာကြောင့်လင်းကော်တုံတယောက်လုံးဝမယုံနိုင်အောင်ဖြစ်သွားခဲ့ပြီးဖုံးကော်ကစမ်းတရေးစင်တာကတာဝန်ရှိသူကိုဒီလိုမတရားတဲ့အဖြေထွက်အောင်ဘယ်သူကလာထိုးခိုင်းစေခဲ့တာလဲလို့ပြင်းပြင်းထန်ထန်ဖိအားပေးမေးမြန်းလိုက်ပါတယ်အကြက်ရိုက်သွားတဲ့တာဝန်ရှိသူလည်းကြောက်လန့်တကြားနဲ့လင်းကော်တုံနဲ့လေကော်တို့ကသူ့ကိုအတင်းအကြက်ခိုင်းစေခဲ့တာပါဆိုပြီးအမှန်တိုင်းဝန်ခံလိုက်ရပါတယ်နောက်ဆုံးမှာတော့အလောင်းအစားကတိအတိုင်းလင်းကော်တုံဟာလူအများရှေ့မှာဖုံးကော်ကိုမနာလိုလို့လုတ်ပြန်စွတ်မိတာပါဆိုပြီးအရှက်တကွဲနဲ့ကောင်းငုတ်တောင်းပန်လိုက်ရပါတယ်။အဲ့ဒီနောက်မှာတော့ဖုံးကော်ရဲ့ကြောက်တွေကအလွန်တန်ဖိုးကြီးမှန်လူတွေတီးသွားကြပြီးစီးပွားရေးသမားတွေဝိုင်းအောင်လာကအလူရက်ကပြားတွေပေးပြီးဈေးကောင်းပေးဝယ်ဖို့ကမ်းလှမ်းကြပါတော့တယ်။ဒါပေမဲ့အရှုံးမပေးခြင်းနဲ့လင်းကော်တုံဟာဒေါသတကြီးနဲ့နောက်ွယ်ကနေဈေးကွက်တစ်ခုလုံးကိုပိတ်ဆို့ဖို့အကြံရုပ်ထုတ်ပြန်ပါတယ်။သူကအဆက်အသွယ်လေးသုံးပြီးဖုံးကော်စီကဖြစ်စည်းဝယ်တဲ့သူမှန်သမျှကိုသူ့ရဲ့ရန်သူအဖြစ်တတ်မှတ်မယ်လို့ချိန်ချောက်လိုက်တဲ့အတွက်ဈေးကွက်တစ်ခုလုံးကြောက်လန့်ပြီးဖုံးကော်ရဲ့ဖြစ်စည်းတွေကိုဘဲသူမှမဝယ်ရဲတော့တဲ့အခြေအနေကိုရောက်သွားပါတယ်။တဲကန်ဒရာထဲကနေကြောက်တွေထပ်တူးလာတဲ့အဖုံးကော်တော့မြို့ကိုပြန်ရောက်တဲ့အခါဝဲလက်တွေစီဖုံးဆက်ပေးမယ်ဘယ်သူမှဖုံးမကိုင်ကြတော့ပဲဦးလေးစွန်းဆိုသူကလာပြောပြန်မှာလင်းကော်တုံးရဲ့ပိဆိုမှုကြောင့်သူတို့ပစ္စည်းတွေရောင်းမထက်တော့မဲ့အကြက်အနေနဲ့ရင်ဆိုင်နေရမှန်းသိလိုက်ရပါတယ်ရီမင်းကဒီကြောက်တွေသာလက်ထဲမှာပိမိနေရင်ဒုက္ခရောက်တော့မယ်လို့ဆိုရင်နေချိန်မှာဖုံးခေါ်ကဒီအကြက်အနေကိုကြော်လွှားဖို့ Professor Han ရဲ့အကူအညီကိုတောင်းခံခဲ့ပါတယ်Professor Hangerson ဖိနေအတွင်းမှာတောစာအာနာကြီးဆုံးနဲ့အချမ်းသာဆုံးစူဆောင်ဤအတွင်းကထိပ်တန်းပုဂ္ဂိုလ်ကြီး9ဦးကိုတီးတန့်ယတနာပြပွဲတစ်ခုလုပ်ပြီးလူအဝဲဖိတ်ကြားလိုက်ပါတယ်။ပုဂ္ဂိုလ်ကြီးတွေစုံကြီးချိန်မှာတော့ဖုံးကောကဒေတာတစ်လုံးကိုယူဆောင်လာပြီးသူတူးဖော်ရရှိခဲ့တဲ့တန်ဖိုးမဖြတ်နိုင်တဲ့ဒန်တာရီလာအာကာသကြောက်မြက်လုံးကြီး Star ခေါ်ကိုဖွင့်ပြလိုက်ပါတယ်။ဒေတာတွေကထိမ့်ထိမ့်လင်းနေတဲ့အာကာသကြောက်မြက်လုံးကြီးကိုမြင်လိုက်ရတဲ့အခါမှာတော့အကဲဖြတ်ပညာရှင်ကြီးကိုယ်တိုင်မျက်မှန်တက်ပြီးအသေးအကြားကြီးရဲ့အံ့ဩမင်တက်သွားခဲ့ရပြီဒီဗီဒီယိုလေးရဲ့ဇလဆဆာမှာတော့အဖိုးတန်ဥကာခဲတွေကိုတဘာဝအတိုင်းအပြည့်အစည်းမရှိပြီးပြည့်စုံစွာတူးဖော်ထိမ့်သိမ်းနိုင်တဲ့အစိမ့်မြင့်နေပညာတွေပိုင်ဆိုင်ထားတဲ့လင်းယုံဖုံဆိုတဲ့လူငယ်လေးရဲ့အောင်မြင်မှုနဲ့စတင်ထားပါတယ်သူ့ရဲ့တေးသက်လာရဲ့လက်ရာတွေကြောင့်စူဆောင်းသူတထေးကြီးတွေကြားမှာနာမည်ကြီးနေခဲ့ပြီးနောက်လင်းယုံဖုံဟာရဲတင်းတဲ့စီးပွားရေးခြေလှမ်းတစ်ခုကိုစတင်ခဲ့ပါတယ်။အဲ့ဒါကတော့ကြားပွဲဆောင်တွေကိုလုံးဝဖယ်ထုတ်ပြပြီးစူဆောင်းသူတွေစီကိုတိုက်ရိုက်ရောင်းချမယ်ကျဲစင်ကလပ်ဆိုတဲ့တီးတန့်ကလပ်တစ်ခုကိုတီထောင်လိုက်တာပဲဖြစ်ပါတယ်။ပိုပြီးဆွဲဆောင်မှုရှိစေဖို့အတွက်ပထမဆုံးအတော့အနေနဲ့အဖွဲ့ဝင်2ဦးကိုသာလက်ခံမယ်လို့ကြေညာလိုက်ခြင်းမှာတော့တထေးကြီးတွေအားလုံးအလူရက်စားချုပ်လာချုပ်ကြပါတော့တယ်။
ဒီလိုမျိုးသူ့ရဲ့ဈေးကွက်ကိုဝင်လူခံလိုက်ရပြီးအကျိုးအညက်တွေအကုန်ဆုံးရှုံးသွားရတဲ့ဂျိုင်းပွဲစားကိုင်းစတာကြီးတုံးကော့ပါတော့အရန်ကိုဒေါသထွက်ပြီးပစ္စည်းတွေကိုရိုက်ခွဲပစ်တဲ့အထိထိခဲ့ရပါတယ်စီးပွားရေးရာရှင်ပြိုင်လို့မရနိုင်တော့တာကိုထိသွားတဲ့တုံးကော့ဟာအောက်လုံးသုံးဖို့ဆုံးဖြတ်လိုက်ပြီးလင်းညွန့်ဖုံးတို့ကိုဘီတဲကန်တာတဲ့သွားပြီးဥကခဲရှာဖွေရမှာအဓိကအထက်သွေးကြောဖြစ်တဲ့အထူးပြုပြင်ထားတဲ့တူးဖော်ရေကားတွေကိုတွားရောက်ဖြက်စီဟိုလူမိုက်တွေကိုအမိန့်ပေးလိုက်ပါတော့တယ်ညဘက်အမောင်ထဲမှာဒုံကောရဲ့အလူတွေကကားရက်ထားတဲ့နေရာကိုတိတ်တဆိတ်ဝင်ရောက်လာကြပြီးကားအောက်ပိုင်းမှာတက်ဆင်ထားတဲ့အဖိုးတန်မြေပြင်ဖောက်ထွင်းကြည့်ရှုနိုင်တဲ့ရေဒါကင်မရာတွေကိုတူးနဲ့ရိုက်ချူတာတူးဖော်ရေးနဲ့စူးစမ်းရှာဖွေရေးစနစ်ကပိုင်လိုင်းတွေကိုဂွဲနဲ့ဖြတ်တောက်တာတွေကိုအကွက်ကြကြလှုပ်ဆောင်သွားကြခဲ့ပါတယ်နောက်နေ့မနက်ခင်းလင်းယွန်ဖူးနဲ့သူ့ရဲ့အဖွေသားတွေအလုံးလုံးဖို့ရောက်လာတဲ့အခါမှာတော့ကားကြီးကပုံမှန်မဟုတ်ပဲတစ်ဖက်ကိုစောင်းနေတာကိုချက်ချင်းတတိထားမိသွားကြပါတယ်ကားအောက်ကိုဝင်ပြီးစစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့ရရက်ဆက်ဆက်ဖြစ်စည်းခံထားရတဲ့အခြေအနေဆိုးကြီးကိုထိတ်လန့်ဖွယ်ရာမြင်တွေ့သွားကြပါတော့တယ်ပြင်ဆင်ရေးဆရာကတေချာစစ်စီကြည့်ပြီးတဲ့နောက်မှာတော့ပြည်ပခင်ဒီတင်ထွန်းထားတဲ့ရေဓာတ်တွေလုံးဝပျက်စီးသွားပြီးဖြစ်ကြောင်းအပိုပစ္စည်းအသေးပြန်မာပြီးပြန်လဲတက်ဆင်ဖို့ဆိုရင်အမြန်ဆုံးလုပ်ရင်တော့အ ਨੇ ဆုံးအချိန်တစ်ပတ်လောက်ကြာမြင့်မှာဖြစ်ကြောင်းပြောပြလိုက်ပါတယ်ဒီစကားကြောင့်အဖွေသားတွေအားလုံးပြရာခတ်သွားကြပြီးအထူးသဖြင့်စုဆောင်းသူတွေနဲ့တိကျတဲ့အချိန်အတွင်းပစ္စည်းပေးဖို့စာချုပ်တွေချုပ်ထားပြီးဖြစ်တဲ့အတွက်သူတို့အဖွဲလုံးဝဒုက္ခလလတွေ့သွားပြီးဆိုတာကိုနားလည်လိုက်ကြပါတယ်ဒီလိုရုပ်မာတဲ့လောက်ရခါဘယ်သူလက်ချက်လဲဆိုတာကိုလင်းယွန်ဖုံးကချက်ချင်းသဘောပေါက်သွားပြီးဒုံကောရဲ့နာမည်ကိုဒေါသအကြီးအော်ဟစ်လိုက်ပါတော့တယ်နောက်ဆုံးမှာတော့ဘယ်လိုမှဖြည့်ရှင်းလို့မရောက်နိုင်တော့တဲ့အခြေအနေစိုးကြီးအောင်မှာလင်းယွန်ဖုံးကအလွန်လေးလံတဲ့စိတ်အခြေအနေနဲ့ Professor Hansi ကိုဖုန်ဆက်ထွေရပြီးသူတို့ကားတွေအဖြတ်အစည်းခံလိုက်ရလို့ဂရီပေးထားတဲ့ဥက္ကာခဲတွေကိုအချိန်မီမပေးဖို့နိုင်တော့မဲ့အကြောင်းကိုမျှော်လင့်ချက်မိတ်ဆွာနဲ့ဝန်ခံပြောကြလိုက်ရပါတော့တယ်ဒီဗီဒီယိုလေးရဲ့ဇလံပိုင်းမှာတော့ကားများရဲ့ဆက်ဆက်ဖြစ်စည်းခလိုက်ရပြီးနောက်လင်းယွန်ဖုံးဟာ Professor Hantan ဖုံးဆက်ကအခြေအနေကိုရှင်းပြခဲ့ပြီးဖြစ်စည်းများအခြေမီမပေးဖို့နိုင်တော့မယ့်အကြောင်းကိုအခြားစုဆောင်သူတွေကိုလည်းအကျိုးအကြောင်းတွားရောက်ပြောဆိုဖို့ဆုံးဖြတ်ခဲ့ပါတယ်ပျက်စီးသွားတဲ့ကားကိုပြင်ဆင်ရေးစခန်းစီဆွဲယူလာချိန်မှာတော့ဒုံကောညက်လူတွေကလာရောက်ကြည့်ရှုပြီးတင်းကြီးတန်းကဲကားကြီးဟာတန်တိုတန်စားအချစ်သာကြံတော်ကြောင်လောင်ပြောင်ပြောဆိုခဲ့ကြပါတယ်ဒါပေမဲ့လင်းယွန်ဖုံကတော့အရှုံးမပေးဘဲလက်ကျန်ငွေကြီးအောက်လုံးကိုပုံဩကာကားကိုရိုးရိုးတန်းတန်းပြင်မဲ့အစားအကျန်းခံနိုင်တဲ့တန်ကြက်ကကားတစ်စီးအထည်အစစ်မြင့်တင်တိဆောက်ဖို့ဆုံးဖြတ်လိုက်ပါတယ်သူတို့ကဖြည့်ဆည်းခြင်းလိုလားဆိုရင်ကောင်းကောင်းဖြည့်ဆည်းလို့ရအောင်စင်မြင့်တစ်ခုဖန်တီးပေးမယ်လို့ဆိုကာကားပတ်လည်မှာရှိုးဝက်ကင်မရာတွေအစစ်မြင့်ကားကွယ်မှုတွေနဲ့ခိုင်ခန့်တဲ့တမဏိပေါင်တွေကိုတက်ဆင်ပြီးရင်ခင်ကထက်ပုံမကြန့်ခိုင်တဲ့ကားတစ်ကြီးအဖြစ်ဖန်တီးလိုက်ပါတယ်ဒီသတင်းကိုကြားသိသွားတဲ့ဒုံကောဟာပူပြီးဒေါသထွက်သွားခဲ့ပြီးလင်းယွန်ဖုံးတို့ကိုလုံးဝအလွတ်မပေးဖို့နဲ့ကန်တရထဲအထိလိုက်လံပိတ်ဆို့ဖမ်းဆီးဖို့သူ့ရဲ့လူမိုက်တွေကိုအမိန့်ပေးလိုက်ပါတော့တယ်အဲ့ဒီနောက်ကိုဘီတဲကန်တရာထဲမှာဒုံကောင်ကိုယ်တိုင်အတန်ချစ်ဆက်နဲ့အော်ဟစ်ဦးဆောင်လာတဲ့လူမိုက်ကားတွေနဲ့လင်းယွန်ဖုံးတို့ရဲ့အစစ်မြင့်တင်ထားတဲ့တန်းချကားတို့အကြားအပြင်းထန်လိုက်တန်းပေးတန်းအရှင်ခန်းဒီစတင်ပါတော့တယ်လင်းယွန်ဖုံးကလည်းသူတို့ကိုမှတ်လောက်သားလောက်ဖြစ်သွားအောင်တင်ခန်းစာပေးဖို့ရည်ရွယ်ထားပြီးကားပေါ်ရှိကင်မရာစနစ်အားလုံးကိုအတန်ပါဖမ်းယူနိုင်တဲ့ high definition mode နဲ့ဖွင့်ထားဖို့အဖို့ဖြစ်သူကိုခိုင်းစေခဲ့ပါတယ်။အဲ့ဒီနောက်ဘယ်သူမှအသက်ရှင်လက်ပြန်မထွက်နိုင်ဘူးလို့နာမည်ကြီးတဲ့မကောင်းဆိုးဝါးမြင့်လုံးလို့ခေါ်တဲ့အန်ဒရီများလာတဲ့ကန်ဒရာနယ်မြေစီကိုအင်ဂျင်ပါဝါအပြည့်တင်ကတမင်တက်တက်မောင်းနှင်သွားခဲ့ပါတယ်။လန်ခီမှာအလွန်နှဆိုင်တဲ့6ခန်းပါကြီးတွေကိုရင်သက်ရှူမောဖွယ်ရှောင်ကွင်းမောင်းနှင်ခဲ့ပြီးနောက်ကြောက်တိုင်ကြီးနှစ်ခုကြားကအလွန်ချင်းမြောင်းတဲ့လမ်းကြိုလမ်းကြားတစ်ခုစီကိုရောက်ရှိလာခဲ့ပါတယ်။ဘီနာကအဖော်ဖြစ်သူကဖျက်ဖို့လုံးဝမဖြစ်နိုင်တော့ကြောင်အထိတ်တလန့်အော်ဟစ်ပြီးမယ်လေလင်းယွန်ဖုံးကအလွန်တီငိမ်စွာနဲ့ပဲအရှင်ကိုထက်ဝက်လို့ချကကားကိုညာဘက်သို့9ဒီဂရီတင်းဆောင်းစေပြီးထိုချင်းမြောင်းလာတဲ့လမ်းချင်းလေးကိုအောင်မြင်စွာကြော်ဖြတ်မောင်းနှင်သွားဖို့ကြိုးပမ်းသွားတဲ့စိတ်လှရှားဖွယ်အလှည့်အပြောင်းဇာလန်းပိုင်းပဲဖြစ်ပါတယ်။နောက်ပိုင်းကိုတီးဖို့တဲ့အကောင့်လေးကို follow လုပ်ပြီး comments မှာအဆက်လို့ရေးပြီးသွားကြနော်လင်းယွန်ဖုံးတို့ရဲ့တန်ချက်ကားတကြီးဟာအလွန်ကျင်းမြောင်းတဲ့6ကန်းပါလမ်းချင်းလေးကိုအောင်မြင်စွာကြော်ဖြတ်သွားနိုင်ခဲ့ပြီးနောက်မှာတော့ဒီဇလန်ပိုင်းကိုစတင်ထားပါတယ်။ဒုံကောရဲ့လူမိုက်ကားတွေကတော့အဲ့ဒီလမ်းချင်းလေးကိုမဖြတ်နိုင်ပဲအနောက်မှာကြံခဲ့ရပြီးဒုံကောတယောက်ဒေါသတကြီးနဲ့အော်ဟစ်ကြံရည်ခဲ့ပါတယ်။လင်းယွန်ဖုံးတို့ကတော့အန်ဒီရဲကနေအောင်မြင်စွာလွတ်မြောက်သွားတဲ့အတိုင်းအောင်ပွဲခံခဲ့ကြပြီး
သူတို့ကောင်းမှတက်ဆင်ထားတဲ့ show web ကင်မရာတွေကနေတဆင့်ဒုံကော်တို့ရဲ့ရုပ်မာတဲ့လုပ်ရက်တွေကိုခိုင်လုံတဲ့သက်သေအထက်ဗီဒီယိုမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။အဲ့ဒီမှတ်တမ်းကိုအာဏာပိုင်တွေစီတင်ပြခဲ့ပြီးမြဲလဲဥပဒေအရရင်စီကန်လန်ကန်ဖောက်ဖျက်မှုနဲ့စာအရေးယူလို့ရတာကြောင့်ဒုံကော်ကိုငွေတန်9000နဲ့ရေမောင်းလိုင်စင်6လပိတ်သိမ်းနဲ့ပြစ်ဒဏ်နဲ့ချမှတ်နိုင်ခဲ့ပါတယ်။ပြစ်ဒဏ်ပေါ်ပါပိုင်းနဲ့လွတ်ပါလို့လင်းယုံဖောင်စိတ်ပြက်ခဲ့ရပြီးမြဲတာဝန်ရှိသူကတော့ဒီအမှုကြောင့်ဒုံကော်ဟာအာနာပိုင်တို့ရဲ့စောင့်ကြည့်စာရင်းထဲပါသွားပြီထလို့နောက်တစ်ခါဆိုရင်ဒီထက်ပိုဆိုးတဲ့ပြစ်ဒဏ်ကြခံရမယ်လို့ရှင်းပြနေသိမ်းပေးခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့လင်းယွန်ဖုံးဟာဥက္ကခဲရှာဖွေရမှာဝါရင်ကျွမ်းကျင်သူအဘိုးအိုနဲ့တွားရောက်တွေ့ဆုံခဲ့ပါတယ်။အဘိုးအိုကသူ့ကိုလူအချင်းချင်းတိုက်ခိုက်နေတာတွေထက်တဘာဝတရားကြီးကပေးအပ်တဲ့အရာတွေကိုသာအာယုံစိုက်ဖို့ဆုံးမစကားပြောကြားခဲ့ပြီးလွန်ခဲ့တဲ့ဆယ်စုနှစ်ပေါင်းများစွာကကြာဆင်းခဲ့တဲ့အလွန်ကြီးမားလာတဲ့ဥက္ကခဲကြီးတစ်ခုမိခင်ဥက္ကခဲမကြီးရဲ့တည်နေရကိုမတန်းတင်ထားတဲ့သူတသက်တာရှာဖွေစုဆောင်ထားတဲ့လျှို့ဝှက်မှတ်တမ်းစာအုပ်ဟောင်းကြီးကိုလင်းယုံဖုံးကိုလက်ဆောင်အဖြစ်ဖေရလိုက်ပါတယ်။ဒီမှတ်တမ်းစာအုပ်ကြောင့်လင်းယုံဖုံးနဲ့အဖွဲစားတွေဟာအရန်ကိုစိတ်လှုပ်ရှားတက်ကြွသွားကြပြီးသူတို့ရဲ့ကားကိုလည်းကျဲစင်တတ်သူဖူရင်လို့နာမည်ပေးကအဲ့ဒီအဖိုးတန်ဥက္ကခဲမကြီးကိုရှာဖွေဖို့ကန်တရာသေးကိုထပ်မံခရီးဆက်ခဲ့ကြပါတယ်။ ဒါပေမဲ့ကန်ဒါယဆိုတာအရာအလုံးကိုပေးစွမ်းနိုင်တယ်လို့အရာအလုံးကိုလည်းပြန်လည်ရယူသွားနိုင်တယ်ဆိုတဲ့အဘိုးအိုရဲ့သတိပေးစကားအတိုင်းပါမယ်သူတို့ခရီးဆက်လာရင်နဲ့ရုတ်တရက်ကောက်ကင်ကြီးတစ်ခုလုံးမဲမောင်လာပြီးရာသီဥတုအခြေအနေဆိုးရွားလာတာကိုသတိထားမိလိုက်ကြပါပဲလင်းယွန်ဖုန်းကမှတ်တမ်းစာအုပ်ကိုပြန်လည်ကြည့်ရှုလိုက်ချိန်မှာတော့သူတို့ရောက်နေတဲ့နေရာဟာဥခေါင်းခွန်ပုံနဲ့အနီရောင်ဝိုင်းပြထားတဲ့အလွန်အန္တရာယ်များတဲ့မရဏတောင်ကြားနယ်မြေထင်နေတာကိုထိတ်လန့်ဖွယ်ရာတွေ့ရှိသွားပါတယ်အဲ့ဒီအချိန်မှာပဲသူတို့ကားရှိတက်တယ်မှာရှက်စီးတွေလက်ပြီးကြောက်မှတ်ဖွယ်ကောင်းလောက်အောင်ကြီးမားလာတဲ့တဲမုန်တိုင်းကြီးတစ်ခုအရှင်အဟုန်ပြင်းပြင်းနဲ့တိုက်ခတ်လာတာကိုရင်းသက်ရှူမောဖွယ်မြင်တွေ့လိုက်ရပြီးလင်းယွန်ဖုံတို့အခွဲဘယ်လိုဆက်လက်ရင်းဆိုင်ရမလဲဆိုတာကိုစိုးရင်ရင်မရောက်စွာနဲ့ဒီဇလန်ပိုင်းလေးကိုအဆုံးသတ်ထားပါတယ် နောက်ပိုင်းကိုလင်းယုံဖိုးနဲ့သူငယ်ချင်းတို့ဟာဆောင်လွဲလို့မရောက်နိုင်တော့အောင်ကြီးမားလာတဲ့အမဲယုံတဲလေစင်တော်မောင်ကြီးနဲ့အနီးကထိတ်တိုက်ရင်ဆိုင်လိုက်ရပါတော့တယ်။ကားကိုနောက်ကျောင်းပြန်လဲဖို့စ조사ရင်လေဟုံကြောင့်ကားလွင့်စင်မောက်ကြပြီးတေချာပေါက်အသက်အန္တရာယ်ရှိနိုင်တဲ့ကြောင့်လင်းယုံဖိုးဟာအဖိုးအိုပေးလိုက်တဲ့ရွှေဝတ်မတန်းစာအုပ်ကိုအမြန်ဖွင့်ကြည့်လိုက်ပါတယ်။စာအုပ်ထဲကလေစင်တော်မောင်ရဲ့လက်ပတ်မှုလမ်းကြောင်းပုံစံကိုလေ့လာပြီးနောက်မှာတော့မုန်တန်းရဲ့အားအနည်းဆုံးဗဟိုချက်ကိုရှာပြီးအဲ့ဒီလမ်းကြောင်းအတိုင်းအရှိန်ပြင်းပြင်းနဲ့ထိုးဖောက်မောင်းနှင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူငယ်ချင်းဖြစ်သူကအရန်ကြောက်လန့်ပြီးတားမြစ်နေပေမဲ့ဒါဟာသူတို့အသက်ရှင်ဖို့တခုတည်းသောလမ်းစားထီတာကြောင့်လင်းယွန်ဖုံးဟာရဲရဲဝံ့ဝံ့ပဲမုန်တန်းထဲကိုကာကိုတက်တက်မောင်းဝင်သွားခဲ့ပါတယ်။ကားမှန်တွေကွဲအပ်ပြီးအပြင်းထန်လုခတ်မှုတွေကြားကနေနောက်ဆုံးမှာတော့သူတို့နှစ်ယောက်လုံးဒေဘေးကနေအသက်ရှင်ရအောင်မြင်စွာဖောက်ထွက်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ပြင်ပကမ္ဘာမှာတော့တရင်ဌာနတွေကလင်းယွန်ဖုံးတို့ကတဲမုန်တိုင်နဲ့ပါသွားပြီးကဲဆယ်ရေးအဖွဲ့တွေကရှာဖွေမှုတွေရပ်ဆိုင်းလိုက်ပြီးထလို့အသက်ရှင်ဖို့မျှော်လင့်ချက်မရှိတော့ကြောင်းကြေညာလိုက်ပါတယ်။ဒီတရင်ကိုကြားလိုက်ရတဲ့ဒုံကောနဲ့သူ့လူတွေကတော့သူတို့ရဲ့အကြီးမားဆုံးပြိုင်ပတ်ရှင်းလင်းသွားပြီးထလို့ဥက္ကခဲဈေးကွက်ကိုအပိုင်းစီးနိုင်သည်ဆိုပြီးဝမ်တာအာယာအရက်တော့အောင်ပွဲခံနေကြပါတယ်။ အဲ့ဒီနောက်ဒုံကောဟာလူကောင်းဟန်ဆောင်ပြီးလင်းယုံဖုံးရဲ့နာရဲခန္ဓာကိုတမင်သက်သက်လာရောက်ခဲ့ပါတယ်။ရွာမှာလင်းယုံဖုံးရဲ့မိသားစုဝင်တွေဝမ်းထဲပူဆွေးစွာနဲ့နာရဲလုံနေချိန်မှာဒုံကောကရုတ်လာပြီးလင်းယုံဖုံးဟာလောဘကြီးလို့အခုလိုအသက်သေးဆုံးရတာဖြစ်ကြောင်းပရိသတ်စီမှာရုပ်မာစွာဆွဆွဲပြောဆိုပါတယ်။ဒီစကားကြောင့်လင်းယုံဖုံးရဲ့မိခင်အိုကြီးကဒေါသတကြီးနဲ့ဒုံကောကိုဝင်ရောက်ရိုက်နှက်ပြီးသူသားကိုလိမ့်လဲလှည့်ဖြားတက်ဖြတ်တာဆိုပြီးငိုယိုအော်ဟစ်ပါတော့တယ်။ဒီလိုယုံရင်ဆန်ခတ်ဖြစ်ပြီးဝမ်းနည်းစရာကောက်လာတဲ့အခြေအနေကြားမှာပဲနာရီအခမ်းအနားလုပ်နေတဲ့နေရာစီကိုဖုံလုံးကြီးတဲ့ထောင်းထောင်းထာကအရှိန်နဲ့ဥတီမောင်းလလာတဲ့လင်းယုံဖုံးရဲ့ကားကြီးကိုအဝေးကနေလှမ်းမြင်လာရတဲ့မြင်ကွင်းနဲ့အတူဒီဇလန်ဘိုက်ကိုစိတ်လှုပ်ရှားဖွယ်အဆုံးသတ်ထားပါတယ် ဇလန်ရဲ့နောက်ဆုံးပိုင်းဖြစ်တဲ့ဒီဗီဒီယိုလေးမှာတော့လင်းယွန်ဖုံတို့တေဆုံးသွားပြီးအထင်နဲ့ရွာမှာမိသားစုဝင်ဒီဝင်းနေပူဆွေးစွာနာရီအခမ်းအနားကျင်းပနေချိန်မှာပဲလင်းယွန်ဖုံတို့သူငယ်ချင်းနှစ်ယောက်ဟာကားကြီးနဲ့ဖုံလုံးလုံးထက်ကအသက်ရှင်လေအဝေးကနေပြန်လဲရောက်ရှိလာပါတယ်။သူတို့ပြန်ရောက်လာတာကိုမြင်လိုက်ရတဲ့မိခင်အိုကြီးနဲ့အဖိုးအိုတို့ဟာဝမ်းသာလုံးလိုပြေးဖက်ကငိုယိုခဲ့ကြပြီးရွာသူရွာသားတွေလည်းအလွန်အံ့တော်ဝမ်းသာဖြစ်ခဲ့ရပါတယ်။အဲ့ဒီအချိန်မှာပဲအဖိုးအိုကလင်းယုံဖုံကို
အန်ဒရီများတဲ့မယနာတောင်ကြားစီကိုတွားဖို့လှည့်စားပြီးတေတွင်းပို့ခဲ့သူဟာဒုံကောရအကျန်းစီဖြစ်ကြောင်းလူပုံအလဲမှာဒေါသတကြီးဖွင့်ချလိုက်တဲ့အတွက်ဒုံကောရရုံမာတဲ့မျက်နှာဖုံကွာကျသွားပြီးအဆက်တကွယ်နဲ့ထပ်သွားခဲ့ရပါတယ်။တေဘေးကနေလွတ်မြောက်လာပြီးနောက်လင်းယုံဖုံးရအမြင်တွေလည်းပြောင်းလဲသွားခဲ့ပြီး Professor Hando နဲ့တွေ့ဆုံချိန်မှာတော့အယေလိုတီးတန့်ကလပ်လေးပဲမလုပ်တော့ပဲယုံဖုံးတူးဖော်ဤကုမ္ပဏီဆိုပြီးပုံမကြီးပါဂျေဖန်တဲ့တရားဝင်ကုမ္ပဏီကြီးတစ်ခုတီထောင်တော့မဲ့အကြောင်းရဲရဲဝံ့ဝံ့ပြောကြားခဲ့ရတာ Professor ကလည်းသူ့ရဲ့ရည်မှန်းချက်ကြီးမားမှုကိုအလွန်သဘောကျထောက်ခံခဲ့ပါတယ်။အဲ့ဒီနောက်လင်းယုံဖုံးဟာရွာကိုပြန်လာပြီးရွာသူရွာသားတွေကိုစုဝေးစေကသူတယောက်တည်းချမ်းသာဖို့မလုပ်တော့ပဲရွာသားတွေပါအတူတကွအကျိုးခံစားခွင့်ရစေမယ်တူးဖော်ရဲ့တမဝါရမအတင်းကြီးတစ်ခုကိုတီထောင်လိုက်ကြောင်းကြေညာခဲ့ပါတယ်။ အသင်းဝင်တွေကိုအစစ်မြင့်တူးဖော်ရေးပစ္စည်းတွေနဲ့နီးပညာတွေကိုအခမဲ့ပံ့ပိုးပေးမယ်အပြင်ရရှိလာတဲ့ဥကခဲတွေကိုလည်းပွဲစားတွေစီကချက်ဈေးပိုပေးကတိုက်ရိုက်ဝယ်ယူပေးမယ်အကြောင်းဒါအပြင်နှစ်ကုံရင်အသင်းရဲ့အမျက်ငွေတွေကိုပါအားလုံးကိုအချိုးကျခွဲဝေပေးသွားမယ်လို့ကြေညာလိုက်တဲ့အတွက်ရွာသားတွေအားလုံးအလုံးဝမ်းတာအားရဖြစ်ကတခဲနဲ့ပူးပေါင်းပါဝင်လာကြပါတော့တယ်ဇလန်ရဲ့အဆုံးသတ်မှာတော့လင်းယုံဖုံးဟာလှပတဲ့ကန္တာရနေဝင်ချင်းကိုငေးကြည့်ရဲ့တဲကန္တာရကြီးကသူ့ကိုအရာအိုင်းနှုံးပေးအပ်ခဲ့တယ်လို့အရာအိုင်းနှုံးကိုလည်းသင်ခန်းစာပေးခဲ့ကြောင်းတကယ်အစစ်မှန်ဆုံးချမ်းသာကြွယ်ဝမှုဆိုတာကိုဘလောက်ပိုင်ဆိုင်ထားလဲဆိုတာထက်သူတစ်ဖားကိုဘလောက်ပေးဆန်နိုင်စွမ်းရှိလဲဆိုတဲ့အပေါ်မှာပဲမူတည်လဲလို့လေးနဲ့စွာတွေးတော်ရနဲ့ဒီစိတ်လှုပ်ရှားဖွယ်ရာဇလန်တွေကြီးကိုအတိပဲပြေဝစွာအဆုံးသတ်လိုက်ပါတော့တယ်နောက်ပိုင်းကိုတီးဖို့တဲ့အကောင့်လေးကို follow လုပ်ပြီး comments မှာ asset လို့ရေးပြီးသွားကြနော်